မင်္ဂလာပါ Watch Gallery ပိုင်ဇက်အမှုမှကြိုးဆိုပါတယ်ကျွန်တော်ဇော်မျိုးပါဒီနေ့ကျွန်တော်နောက်ထပ်ရောင်းချပေးမဲ့နိုင်လေးတစ်လုံးက G-Shock GA130AC Doraemon Edition ကတ်တွန်းရုပ် Edition လေးပေါ့နော်ဒီကောင်လေးက Watch Only ကို 98.99 အသက်လို့အတန်လေးရမှာဖြစ်ပါတယ်ငွေရှိတိုင်းတော့ဝယ်လို့မရတဲ့ model လေးဖြစ်ပါတယ်ခင်ဗျဒီနိုင်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးကိုကျွန်တော်အနောက်မှာပြောပြပေးထားပါတယ်ခင်ဗျနိုင်ရဲ့ပတ်လည် condition လေးဖြစ်ပါတယ်သူကအဖြူနဲ့ကာလာအပြာလေးကိုအနီနဲ့ပါဆက်ထားတာဖြစ်တဲ့အတွက် crazy color ကိုကြိုက်တဲ့ G-Shock ကများလက်မလွတ်တဲ့နိုင်လေးဖြစ်ပါတယ်ကာလာဝေးကသူကအဆိုဘက်ကိုအပြောင်ဘက်ကိုအဖြူအပြာအပြောင်ဘက်ကိုတွားပါတယ်ခင်ဗျာ reflection ဖြစ်တဲ့ကာလာပေါ့နော်ဒါလေးကကျိုးရှည်ဘက် condition လေးဖြစ်ပါတယ်သူကာလာလေးတွေကအဆိုဘက်ပေါ့နော် reflection ဖြစ်တဲ့ကာလာလေးဖြစ်ပါတယ်လုံးဝအသစ်လိုလေးတွေတတ်မှာဖြစ်ပါတယ်ဒါကတော့အကျိုးအတူပဲ condition လေးဖြစ်ပါတယ်အသစ်လိုလေးရမှာဖြစ်ပါတယ်ဗျဒီနိုင်လေးကိုစိတ်ဝင်စားလို့ချိန်နေတဲ့ဆိုရင်ဖြင့်ကျွန်တော်ရဲ့ TikTok Messenger Facebook Messenger Page Messenger နဲ့39 2500 30 39 999 Viber ရှိပါတယ်ခင်ဗျာအသေးစိတ်ဆက်သွယ်မီးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျာ G-Shock GA130 showroom အသစ်စီကတော့4သိန်းခွဲအထက်မှာရှိမှာဖြစ်ပါတယ်ဒီကာလာဝေးကတော့ရဖို့မလွယ်ဘူးပေါ့နော်ဒါလေးတွေက edition အနေနဲ့ထွက်ထားတာဖြစ်တဲ့အတွက်ဒီနိုင်လေးတွေရလုံးယူပါခင်ဗျာဒီနိုင်လေးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးကပိုးကပါပြီး2,2800ကျပ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ရောင်းချပေးမဲ့ဈေးနှုန်းလေးကပိုးကပါပြီး2,2800ကျပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်စီမှာ COD မရပါဘူးခင်ဗျာငွေကြိုလွှဲဝယ်ယူနိုင်ပါတယ်ခင်ဗျငွေလွှဲရောက်ရှိပါက Right Express Delivery ကားဂိတ်ရောက်သည့်မြည်သည့်မြို့နယ်ကိုမဆိုးကျွန်တော်ပို့ဆောင်ပေးပါတယ်ခင်ဗျာကျွန်တော်ဒီတရားဝင် online shop license ဖြင့်ရောင်းချပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့တရားဝင် online shop license ဖြစ်ပါတယ်ခင်ဗျယုံကြည်စိတ်ချစွာငွေကြိုလွှဲဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ Watch Gallery ပိုင်ဇက်အမှုမှနှွေးထွေးစွာကြိုးဆိုပါတယ်ကျွန်တော်ဇော်မျိုးဦးပါအဆုံးထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ